ညိုဆက်ဖို့အတွက်အကြောင်းပြချက်တွေမင်းရှာခဲ့တယ်ရပါရှာပြီးငါမှတွေဖြစ်နေပုံဖို့တယ်မင်းတို့စနေလမ်းတွေတွေငါလမ်းပေးခဲ့ပါတယ်မိကငါဘယ်တော့မှဆိုခြင်းဘူးမင်းတွေ့ကတော့ဒါဟာလွန်မြောက်မှုတစ်ခုပေါ့အနာတွေ့ကတော့ဒါဟာတဲ့သက်စာချင်းထောင်ပဲမင်းထားပေါ်ခဲ့တဲ့ဒီနေရာဟောင်းနေမှာငါတယောက်တည်းချမ်းနေခဲ့ထွက်သွားတဲ့မင်းကိုငါအပြစ်မပြောစမ်းပေမဲ့ဒီနေရာမှာချမ်းရတဲ့ငါကိုတော့ခဏလောက်စာနာပေးပါမင်းထွက်တော့တဲ့ငါထွက်တော့ခုထိအသက်ရှူနေရတဲ့တို့တူတူထိုင်ခဲ့ဘူးတဲ့ခုံတန်းလေးမှာမင်းရဲ့ကိုယ်တဲ့နဲ့တွေကချင်နေတော့ပဲမင်းကတော့မေးဖြစ်ဖို့လေကူနေပေမဲ့ငါထွက်တော့ဒီနေရာကဒီကဘာလုံးဖြစ်နေခဲ့တာပါအပြစ်မတင်ပါမထားပါဘူးဒါပေမဲ့ငါရဲ့မျက်ရည်တွေကိုတော့မြင်အောင်ချီးပေးပါစာနာဘူးလေတစ်ဆက်လောက်ပဲနောက်တော့ဆိုချင်တာမင်းထားတော့ခဲ့တဲ့ဒီနေရာဟောင်းလေးမှာငါတယောက်တည်းချမ်းနေထွက်သွားတဲ့မင်းကိုမှအပြစ်မပြောချင်ပေမဲ့ဒီနေရာမှာချမ်းရတဲ့ငါကိုတော့